ရိုးရှင်းတဲ့ဘဝဆိုတာကခက်ခဲရှင်သန်ရတဲ့ဘဝမဟုတ်ဘူးဆိုတော့ကိုရှင်းပြစရာမလိုပဲအားလုံးသဘောပေါက်နားလည်ကြပါတယ်ကျွန်တော်ရဲ့ဘဝပေါ်ရှုမြင်ပုံကတော့ခက်ခဲနဲ့ရှင်သန်နေထိုင်ရတယ်ဆိုရင်အဲ့ဒါကိုဘဝနေထိုင်မှုအမှားလို့ပဲမြင်ပြီးတော့လွယ်ကူကူနဲ့ရိုးရှင်းရှင်သန်နေထိုင်နိုင်တယ်ဆိုမှဘဝနေနည်းအမှန်လို့ကျွန်တော်ကတော့မြင်ပါတယ်ကျွန်တော်တို့လူသားတွေကဘဝမှာရှင်သန်နေထိုင်ဖို့အတွက်စားစရာလိုအပ်ကြပါတယ်စားစရာလိုအပ်ကြလို့ပဲအလုပ်တွေလုပ်ကြရတယ်အလုပ်လုပ်ရလာတဲ့ငွေကြေးတွေနဲ့အသီးအရွက်အသားငါးတွေဝယ်စားကြပြီးရှင်သန်ကြတယ်ကျွန်တော်ရဲ့ကိုယ်တွေ့ကြုံခဲ့ရတဲ့အကြောင်းလေးပြောပြမယ်ကျွန်တော်ဟင်းသီးအရွက်တွေကိုစားဆိုင်တုန်းကဆိုရင်ဘေးအိမ်ကလူတွေနဲ့အမျိုးတွေကတီးလာဖို့အရေးကြအောင်မှာဘာလို့ဆိုင်မှာလဲဝယ်စားတာပုံမလွယ်ဘူးလားလို့ပြောကြတယ်ဒါကလည်းသူတို့အမြင်နဲ့သူတို့ပါပဲဒါပေမဲ့သူတို့တွေသတိမထားမိတာကငွေကြေးအတွက်အလုပ်သွားလုပ်ချရတဲ့အခါမှာကိုပိုင်းအခြေအနေကိုအလုပ်မှာရောင်းပေးလိုက်ရတယ်ရလာတဲ့ငွေကြေးနဲ့ပဲဟင်းသီးရွက်အသားငါးတွေဝယ်စားပြီးတန်တရားလဲနေရတယ်ကျွန်တော်သာဆိုရင်ဟင်းသီးရွက်အမျိုးအစား90လောက်ကိုစုံလင်းနဲ့တစ်မျိုးကို10ပင်15ပင်လောက်ကနေစားဆိုင်မယ်ဥစားချက်15ကောင်ကနေအကောင်20လောက်ကိုတနိုင်တစ်ပိုင်းလေးမွေးမြူမယ်ခေယစနစ်နဲ့အစာကွင်းဆက်ကိုလဲပတ်အောင်လုပ်ကင်ချင်သေးတယ်ဆိုရင်တော့ကန်တလုံးမှာတူးပြီးတော့ငါးမွေးမယ်ငါးစာအတွက်ကိုကုန်ကျန်းတွေထပ်ပြီးစိုက်ပျိုးမွေးမြူမယ်ပေါ့ငါးစာကျက်စာအတွက်တင့်တော်တဲ့ Israel မြတ်ချူ Wufia Isola Microfilla Black Soldier Fly တို့လို protein မြင့်မားတဲ့အစာကုန်ကျန်းအပင်တွေနဲ့ပိုးကောင်တွေကိုထပ်ပေါင်းပြီးမွေးမြူမယ်ဆိုရင်တော့ပိုပြီးပြည့်စုံမှာပေါ့ဗျာအဲ့လောက်အရေးအတွက်နဲ့ဆိုကိုယ့်ရဲ့စိုက်ခင်းတဲ့မွေးမြူရေးချမ်းအလုပ်ကိုလုပ်ကင်ဖို့ကတရက်မှာအများဆုံး1နာရီကနေ2နာရီလောက်ပဲအချိန်ပေးရမယ်ကျန်တဲ့အချိန်ကကိုပိုင်အားလိုက်ချိန်ပဲနေခင်ပဲတရေသမောအိမ်နေမလားဒါမှမဟုတ်ကိုဝါသနာပါရတခုကိုလုပ်နေမလားဆိုတာကတော့ကိုယ့်သဘောပဲပေါ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကင်မှုစိတ်ကူးရှိတယ်ဆိုရင်တော့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ပတ်သက်တဲ့နည်းမှန်လမ်းမှန်အသိပညာဘုသူသားတွေလိုအပ်လို့လေ့လာနေရမယ်စတင်လုပ်ကင်တော့မယ်ဆိုရင်လေလေ့လာထားတဲ့စာတွေ့ကိုလက်တွေ့မှာအသုံးချရမှာဆိုတော့နည်းနည်းလေးကနေစတင်ရမယ်တနိုင်တစ်ပိုင်းစိုက်ပျိုးမွေးမြူရေးမှာမြေအခြေလိုအပ်ချက်ကတဧကနဲ့တဧကခွဲပါပဲတဧကခွဲအထက်2ဧကကိုကျော်လွန်ပြီးဆိုရင်တော့တနိုင်တစ်ပိုင်းမဟုတ်တော့ပဲတယောက်တည်းလောက်ကင်ရတဲ့သူအဖို့ကြည့်ရှုဂရုစိုက်ပေးရတဲ့အခါမှာမနိုင်မနှင်းတွေဖြစ်သွားနိုင်တယ်